ဖွားမှာမကောင်းတဲ့အရာတွေကြုံလာတဲ့အခါမကောင်းဘူးလို့မခံစားရဘူးလားအဲ့ဒီအခါမှာအဖွားအိုကနူးညံ့စွာပြုံးပြီးဖြေပါတယ်ချစ်သားဘဝဆိုတာမြင့်တဲ့အချိန်ကြာဆင်းတဲ့အချိန်တွေနဲ့ပြည့်နေတာပါတချို့နေ့တွေကကောင်းပြီးတချို့နေ့တွေကဆိုးတတ်တယ်ဒါပေမဲ့ငါသိထားတာကပျော်ရွှင်မှုဆိုတာအပြင်မှာဖြစ်နေတာတွေကြောင့်မဟုတ်ပဲကိုယ်အတွင်းကနေလာတယ်ဆိုတာပါပဲမင်္ဂလာပါရှင်စုတွန်စောကနေကြိုဆိုလိုက်ပါတယ်ကြံကြံလေးတွေလည်းပေးလို့ရတယ်လို့ like subscribe နဲ့ notification လောင်းလေးကိုလည်းနှိပ်ခဲ့ဖို့မမေ့ပါနဲ့နော်ခုပြောပြသွားမယ့်ပုံမြင်လေးကတော့ပျော်ရွှင်မှုရဲ့လျှို့ဝှက်ချက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကကျေးရွာလေးတစ်ရွာမှာအဖွားအိုတစ်ယောက်နေထိုင်ပါတယ်အဖွားအိုမှာကျင်နာတတ်ပညာရှိပြီးတော့အမြဲပျော်နေတဲ့သူပဲဖြစ်ပါတယ်ရွာသူရွာသားတွေကအဖွားအိုကိုအလွန်ချစ်ကြပြီးအကြံဉာဏ်တောင်းဖို့ဒါမှမဟုတ်ကိုယ့်ပြဿနာတွေကိုပြောဖို့မကြာခဏလာရောက်လေးရှိကြပါတယ်။ဒီနေ့မှာရွာကလူငယ်လေးတစ်ယောက်ကဖွားအိုကိုမေးတယ်။ဘာကြောင့်အဖွားကအမြဲပျော်နေတာလဲ။ဘာပဲဖြစ်ဖြစ်အဖွားမှာဝမ်းနေတဲ့ပုံမပေါက်ဘူး။အဖွားမှာမကောင်းတဲ့အရာတွေကြုံလာတဲ့အခါမကောင်းဘူးလို့မခံစားရဘူးလား။အဲဒီအခါမှာအဖွားအိုကနူးညံ့စွာပြုံးပြီးဖြေပါတယ်။ချစ်သားဘဝဆိုတာမြင့်တဲ့အချိန်ကြာဆင်းတဲ့အချိန်တွေနဲ့ပြည့်နေတာပါတချို့နေ့တွေကကောင်းပြီးတချို့နေ့တွေကဆိုးတတ်တယ်ဒါပေမဲ့ငါသိထားတာကပျော်ရွှင်မှုဆိုတာအပြင်မှာဖြစ်နေတာတွေကြောင့်မဟုတ်ပဲကိုယ်အတွင်းကနေလာတယ်ဆိုတာပါပဲဖွားအိုရဲ့စကားကိုကြားတော့လူငယ်ကရှုပ်ထွေးသွားပြီးတော့မေးပါတယ်ဘာကိုဆိုလိုတာလဲဆိုးရတဲ့အရာတွေကြုံရတဲ့အခါဘလို့ပြောနိုင်ပါလဲအဲ့ဒီအခါမှာအဖွားအိုကသူ့ဘဝဇာတ်ကြောင်းကိုပြောပြပါတယ်ငါငယ်ငယ်တုန်းကမိသားစုရှိခဲ့တယ်ခင်မိုးနဲ့ကလေးလေးတွေပေါ့ချမ်းသာကြီးမဟုတ်ပေမဲ့ပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်ဒီနေ့မှာငါခင်မိုးနေမကောင်းဖြစ်လာတယ်ဈေးဝယ်ဖို့လည်းပတ်စံမလုံလောက်ဘူးငါတတ်နိုင်သေး၍ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာသူဆုံးသွားခဲ့တယ်ဒါဟာငါဘဝရဲ့အဝမ်းနည်းဆုံးနေ့ပဲငါငိုခဲ့တယ်ထပ်ငိုခဲ့တယ်ဘယ်တော့မှပျော်ရွှင်မှာမဟုတ်ဘူးလို့လည်းထင်ခဲ့တယ်လူငယ်ကအာယုံစိုက်နားထောင်ပြီးအဖွားကအဆက်ပြောတယ်ချိန်တန်ကြာပြီးနောက်ငါနားလည်လာတာကဝမ်းနဲ့နေုံနဲ့ငါခင်မို့ပြန်မရှင်နိုင်ဘူးငါကလေးကငါ့ကိုလိုအပ်နေတယ်ငါပျော်ရွှင်ဖို့နီးလန့်ရှာဖို့လိုတယ်ငါဘဝကိုမတူညီတဲ့အမြင်နဲ့ကြည့်ဖို့စတင်ခဲ့တယ်ဘဝမှာအဆင်ပြေတဲ့အချိန်နဲ့ခက်ခဲတဲ့အချိန်တွေဟာအမြဲရှိမယ်ဆိုတာငါနားလည်လာတယ်ဒါပေမဲ့ငါဆုံးဖြတ်လိုက်တာကအစိုးတွေကငါပျော်ရွှင်မှုကိုခိုးယူခွင့်မပြုတော့ဘူးလူငယ်ကအံ့အားသင့်သွားပြီးတော့ထပ်မေးတယ်ဒါပေမဲ့အဖွားဘယ်လိုလုပ်ခဲ့လဲအဖွားအိုကပြုံးပြီးတော့ဖြေတယ်မနက်တိုင်းငါနိုးတဲ့အခါကိုပြောတယ်ဒီနေ့ကနေ့တစ်နေ့ပါပျော်စရာတစ်ခုခုရှာမယ်ဆိုပြီးတွေးတယ်တချို့နေ့တွေကအခြားနေ့တွေထက်ပိုခက်ခဲတတ်တယ်ဒါပေမဲ့ငါအမြဲတမ်းတစ်ခုခုရှာတယ်နေရောင်ခြည်ထွန်းလင်းတာပဲဖြစ်ဖြစ်ပန်းကလေးတွေပွင့်တာဖြစ်ဖြစ်ဒါမှမဟုတ်မိတ်ဆွေတယောက်ကိုတွေ့တာဖြစ်ဖြစ်ကျေးဇူးတင်စရာတစ်ခုခုအမြဲရှိတယ်လူငယ်ကသူမပြောတာကိုစဉ်းစားပြီးမေးပါတယ်ဒါပေမဲ့တကယ်ဆိုးရတဲ့အရာတစ်ခုဖြစ်ရင်ဘလို့ပြောနိုင်အောင်ပါလဲအဲ့ဒီချိန်မှာအဖွားအိုကပြန်ပြောတယ်အဲ့ဒါကမလွယ်ဘူးဒါပေမဲ့ငါ့ကိုငါသတိပေးတယ်ရာတိုင်းကကုံဆုံးသွားမယ်အစိုးတွေကလည်းအမြဲတမ်းမနေဘူးအစိုးတွေဖြစ်တဲ့အခါငါ့ကိုငါပြောတယ်ဒါကလည်းကုံလွန်သွားမယ်ဘာပဲဖြစ်ဖြစ်ခဏလေးပါငါမှရှိနေတဲ့အဆင်ပြေတဲ့အရာတွေကိုအာရုံစိုက်တယ်ကျမကြီးမိတ်ဆွေတွေဒါမှမဟုတ်အသက်ရှင်နေတဲ့အချက်လေးတွေပေါ့ပျော်ရွှင်မှုဆိုတာရွေးချယ်မှုတစ်ခုပါမကောင်းတဲ့အရာတွေကိုအာရုံစိုက်ပြီးဝမ်းနည်းနေလို့ရတယ်ဒါမှမဟုတ်ကောင်းတဲ့အရာတွေရှာပြီးပျော်ရွှင်နေလို့ရတယ်အမြဲတမ်းမလွယ်ပေမဲ့ဖြစ်နိုင်ပါတယ်လူငယ်လေးဟာဖွားအိုရဲ့ပညာရှိတဲ့အကြံဉာဏ်တွေအတွက်ကျေးဇူးတင်ပြီးသူမကိုနှုတ်ဆက်ခါထွက်ခွာခဲ့ပါတယ်အဲ့ဒီနေ့ကစားပြီးအဖွားအိုရဲ့အကြံပေးချက်ကိုစသက်ကြည့်ရန်ဆုံးဖြတ်ခဲ့တယ်တဖြည်းဖြည်းနဲ့အဖွားအိုကဲ့သို့ပဲအခြေအနေတိုင်းမှာကောင်းသောအရာတစ်ခုကိုရှာဖွေတက်လာခဲ့တယ်ချိန်ကြာလာတာနဲ့အမျှမှားယွင်းနေဖြစ်တဲ့အခါပဲသူရဲ့ဘဝဟာပိုပြီးတော့ကောင်းမွန်လာတယ်ကိုသဘောပေါက်ခဲ့တယ်အပြူသဘောဆောင်တတ်ပြီးတင်းငယ်သောအရာများလေးထဲမှာပဲပျော်ရွှင်မှုကိုရှာဖွေတက်လာခဲ့တယ်။ဘွားအိုရဲ့ဇလန်းဟာလည်းတရွာလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။လူတိုင်းကလည်းပျော်ရွှင်မှုဆိုတာကိုယ်ပိုင်ဆိုင်တဲ့အရာဒါမှမဟုတ်ကိုယ့်အပေါ်ဖြစ်ပျက်တဲ့အရာများနဲ့မသက်ဆိုင်ကိုယ့်ရဲ့ဘဝကိုမည်သို့မြင်သည်နှင့်သာဆိုင်တယ်ဆိုတာကိုနားလည်ကြတယ်။ဉာဏ်ပညာရှိတဲ့အဖွားအိုကဲ့သို့ပဲခြေနေတိုင်းမှာပျော်ရွှင်တတ်အောင်သင်ယူလာကြတယ်။ဒီလိုနဲ့အဲ့ဒီရွာလေးဟာပို့ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့နေရာတစ်ခုဖြစ်လာခဲ့တယ်။စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့လှုပ်ဝက်ချက်တွေကိုသင်ကြားပေးခဲ့တဲ့အဖွားအိုကိုလည်းကျေးဇူးတင်နေကြတယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။
ဒီပုံမြင်လေးကနေပြီးတော့ပျော်ရွှင်မှုဆိုတာအတွင်းစိတ်မှာရွေးချယ်ယူရတဲ့အရာတစ်ခုပဲဖြစ်တယ်ဘဝဟာဘလို့ပဲခက်ခဲနေပါစေကျွန်ုပ်တို့ဟာတင်းငယ်သောအရာလေးများနဲ့၌ပင်ဝမ်းသာစရာပျော်ရွှင်စရာတွေကိုရှာဖွေနိုင်ပြီးကောင်းသောအရာတွေကိုရွေးချယ်နိုင်ပါတယ်ဘဝရဲ့စိန်ခေါ်မှုတွေဟာကုန်လွန်သွားမည်ဖြစ်တော့လေအပြုသဘောဆောင်သောစိတ်ထားကတော့ကျွန်ုပ်တို့အားခိုင်မာစွာရည်တည်စေနိုင်မည်ဆိုတဲ့အချက်ကိုတွေ့ရှိရပါတယ်ဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်